Hello အားလုံးပဲမင်္ဂလာပါရှင်။ဒီကတော့ဗာဒီပြောဟုတ်တယ်ပြောကြည့်စမှာလေးဖြစ်ပါတယ်လို့ခေမောက်ရင်လေး။စစ်တိုင်းမုံနိုင်ပါတော့ကျပြောဟာ။မမဆိုင်ရဲ့။မိခေရှစ်ဘယ်ရထားတာပေါ့။ခိကမိုင်းငယ်လေးကိုမုံလာဆိုဟုတ်တယ်မကအဲ့ဒါကဒီလိုဆိုင်လာတော့လည်းဟုတ်ကဲ့အရင်မုံအရင်တဲတူမုံဟုတ်တယ်ခိကမိုင်းတမြက်ကိုဆက်မြင်ကြတာဆို3000ဝယ်တာမိုင်းတမြက်ဟုတ်တယ်အစ်စ်ကိုမြင်နေတာမမကခိကိုမင်းကိုဟိုမှာရမမကဥစားပေါ်မိုင်းပြိုင်တော့ရှက်ကပါဘူးအမေထက်ကိုပူရှစ်တာဟုတ်တယ်ခိကကိုရပေါ့အရန်ခင်တာဆိုအရန်ချစ်တာဆိုခင်နာချစ်တာကိုပြောနေအောင်ကြိုက်ရလို့ပြောခင်နာချစ်တာဟုတ်တယ်ငါကမိုင်းပြမုံနေစဟုတ်တယ်အဖေမော်ပါအဲ့လိုကြောက်ဆောက်တင်ပါလိုက်ပေါ့ဒီနော်အမဘာမိပါဘာမှမဖြစ်ဘူးခေကမမြင်မှာနော်ခေကအသားပြည့်တဲ့သူမှန်သမျှကိုကြိုက်တာဆိုမဟုတ်ဘူးအဲ့လိုထပ်ပြရဲမကင်းပါဘူးမိုင်းစားတယ်ဟိုအဲ့ပြောနော်ကြိုက်နေဟုတ်တယ်ခေကရှန်ကုန်တိရပြီဟမ်ခိကရှန်ကိုကြိုက်နေရဆိုမဟုတ်ဘူးဖြစ်လို့မရဟုတ်တယ်ပဲပြရမှာလို့မမကြကြလေးပြောလိုက်မှာဟုတ်တယ်အဲ့စားတူကြောက်လို့လေဥစားပူကြီးရိုးတာတော့လာဖို့ရအမေအဖေဒီမိုင်အပေါ်လေးထပ်ပူပြီးတော့ရှစ်ပါဆိုခင်မခင်မချစ်ခင်မခင်နာလေးဟုတ်တယ်ခင်နာဟုတ်တယ်ခင်နာမမကជីជីဘယ်ကလာမမကជីရှူတူကိုအရင်မုန်းဆိုဟုတ်တယ်ခိကနောက်ဘဝကျရင်ခိဖေဖေနဲ့ပြန်မတွေ့ချင်ဘူးဟုတ်တယ်မမကတကယ်ဖြစ်တယ်ဟုတ်တယ်ဟေးဟုတ်နေလိုက်